မိမဖြစ်သူကအိမ်ပေါ်ကနေနှင်ချလိုက်တဲ့အမျိုးသားပါဒေါသအနေနဲ့သူဒီတော်တဲကိုရောက်လာခဲ့ပါတယ်ကိုဘာသာအိမ်လေးတစ်လုံးစောက်ဖို့ဆုံးဖြတ်လိုက်တယ်ငယ်ငယ်ကလေးကမိဘတွေဆုံးပါသွားခဲ့တော့အိမ်တော်ကြပြီးကလေးကမိမကိုအချစ်ဆုံးပါပဲမနေ့အစောကြီးကနေညနေထိအလုပ်လုပ်ခဲ့တယ်ရသမျှပိုက်ဆံအကုန်မိမကိုအပ်ခဲ့တာပါဒါပေမဲ့သူထင်းတယ်လို့ဖြစ်မလာခဲ့ပါဘူးမိမကသူ့မိသားစုကပဲပိုက်ဆံတွေသုံးနေခဲ့တာလေရောက်ဖကွယ်အိမ်ဝယ်ကားဝယ်ပြီးတယ်အွန်လိုင်းကနေချင်းငွေတွေတောင်ယူထားသေးတယ်တနေ့တော့ဘဏ်ကတ်ထဲမှာပိုက်ဆံမရှိတော့တာသူတီးသွားတယ်သွားမေးတော့လဲမိမကနည်းနည်းလေးမှမတောင်းပန်ပါဘူးအတ္တကြီးတဲ့ဆိုပြီးတောင်ပြန်អော်ခန့်ရပါသေးတယ်မိသားစုကိုဂယူးမဆိုင်ဘူးလို့ဆွတ်ဆယ်ခိုင်းရပါတယ်အရေးပေါ်အတွက်ပိုက်ဆန်းချမ်းထားဖို့ပြောပြပေးမယ်မိမကလုံးဝနားမထောင်ခဲ့ပါဘူးရောက်ခမာတွေနဲ့ပေါင်းပြီးသူ့ကိုဝိုင်းနေကြတယ်အိမ်စရိတ်ဘာမှမပေးရတော့ဘူးလို့လည်းဆုံးဖြတ်လိုက်တယ်မိဘတွေကိုလက်ဆောင်ဝယ်ပေးတိုင်းမိမကပြဿနာရှာလဲအရေးပေါ်ငွေလေးစုထားတာတီးတော်တော့လဲပိုက်ဆန်းအိမ်တိုင်းဖုံးကိုသိမ့်ပစ်လိုက်တယ်ဆွေမျိုးတွေရှေ့မှာလည်းသူ့ကိုအဆက်ခွဲတယ်စိတ်ပိုင်းဆရာဖိနေမှုတွေကြောင့်သူ့အရန်ပင်ပန်းနေပြီလေအမြဲတမ်းအလျှော့ပေးခဲ့ပြီးမဲ့ဟိုဘက်ကတောင်းဆိုမှုတွေကများတဲ့များလာတယ်ဒီနေ့တော့ရောက်ခကကားအသစ်ထပ်လိုချင်နေဆိုပြီးစုထားတဲ့ပိုက်ဆံတွေအကုန်ထုတ်ခိုင်းတယ်အွန်လိုင်းကနေပါအကျွေးထပ်ယူခိုင်းနေတယ်ဒီတခါတော့သူလုံးဝတဲမခံနိုင်တော့ပါဘူးညင်းလိုက်တဲ့အခါမိမကဒေါသတကြီးနဲ့ပြည်စည်းတွေအကုန်ရိုက်ခွဲပစ်တယ်ကျေးဇူးကန်းနဲ့ကောက်ဆိုပြီးအိမ်ပေါ်ကနေမောင်းထုတ်လိုက်တယ်အဝယ်စားတွေပါအပြင်းကိုလွှင့်ပစ်ထဲတာပါရက်ဆက်တဲ့မိမကိုကြည့်ပြီးသူ့ရင်တွေနာကျင်ထဲရတယ်ဒီအိမ်တော်ကြီးကအစာကလေးကအထုံးချခံတတ်တယ်ပါတယ်စိတ်ပြက်လက်ပြက်နဲ့တောနတ်ထဲကိုထွက်လာခဲ့တယ်ပြဿနာတွေနဲ့ဝေးရမှာကိုယ့်အိမ်လေးကိုစောင့်မယ်ဘသူကမှဂယူးဆိုင်စရာမလိုတော့ဘူးလေတောထဲကတစ်ပင်တွေကြောက်တုံးတွေကိုတုံးပြီးတဲအိမ်တွေနဲ့အိမ်လေးတစ်လုံးပုံဖော်နေတယ်သူရနာကျင်မှုတွေလားခွင်အားတွေဖြစ်လာခဲ့ပါတယ်နေဘူးမိုးရွာသူကယူမဆိုင်ပါဘူးချင်းကြိုက်လဲတဲခံပြီးဆက်လုံနေခဲ့တယ်ပင်ပန်းပေမဲ့သူ့စိတ်တွေအယမ်းအေးချမ်းနေတယ်ရက်အနှဲငယ်ကြားတဲ့အခါမှာတော့နှွေးထွေးတဲ့အိမ်လေးတစ်လုံးအပီးတက်နိုင်ခဲ့ပြီလေဒီနေရာမှာဖီအားတွေပူညံအတန်တွေမရှိတော့ဘူးလွတ်လပ်မှုနဲ့ဂုံတိတ်ခါကိုသူပြန်ရှာတွေ့ခဲ့ပါပြီသူ့ရဲ့စူးစမ်းမှုအတွက်တက်ကားနီးတရားဆိုရင်အမတ်ဘလောက်ပေးမလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးနော်